ကတော့ကျမကြီးကောင်းတယ်ရေလိုပဲစိတ်တက်ကလည်းအရင်တိုင်းပဲရေတော့သူ့ဖြစ်စက်တဲ့အကျိုးအကြောင်းတွေသူပြန်ပြောပြတယ်ပြီးတော့တခြားအကြောင်းအရာတွေလည်းသူရေးလို့မြန်လို့သူ့ကိုပြောပြရတာရှိတာပေါ့သူတို့သိတယ်လေအကုန်လုံးဟုတ်ကဲ့ဆိုတော့ဦးထင်လင်းဦးတို့ကဒါဦးဝင်းမြင့်လွတ်မြောက်မယ်ဆိုတာသိတဲ့အတွက်ကိုသွားတာမျိုးလားသူကရောဒီပါတီဝင်တွေနောက် CEC တွေအဖွဲ့ဝင်တွေကိုတွေ့တဲ့အချိန်မှာရောဘယ်လိုတုံ့ပြန်ပါလဲရှင်ဆရာနဲ့တို့နဲ့မရှိမနှောင်းပဲသူ့အိမ်ကိုရောက်ကြတာလေဟုတ်ကဲ့တို့လည်းရန်ကုန်ကနေတက်လာတာတို့ရောက်တဲ့အချိန်သူကရှေ့ရောက်ဝင်တဲ့အချိန်ပဲအဲ့တော့အိမ်ရှေ့အချိန်ဝင်အောင်ပါပဲသူကဘယ်လိုဖြစ်လို့ရောက်လာကြတယ်လဲခင်ဗျားတို့သိလို့လားဘာလားညာလားမေးတော့သိလို့တော့မဟုတ်ဘူးပေါ့ဒီလိုပဲမှန်းတမ်းပြီးတော့လာရတာပေါ့ဒီမှာလည်းသတင်းတွေကတော့ဘယ်လိုထွက်တယ်ပေါ့နော်ဟိုတမကြီးနဲ့တိုင်ပင်ပုံပုံကိုအဲ့လိုပြောဒီကျုပ်ပါညာသတင်းတွေကဘောင်းစုံဖြစ်နေတော့တိုင်စိတ်ရှင်းအောင်ဆိုပြီးတော့တက်မယ်ဆိုပြီးတော့လာလိုက်တာလာလိုက်တဲ့အကြောင်းကိုပြောပြတယ်ပြောပြတော့သူကလည်းသူ့ကိုလိုလာပြောင်းနေတဲ့ပြုတဲ့အကြောင်းပြန်ပြောပြတာအဲဒီကနေစပြီးတောက်လျှောက်ပြောပြနေတာပါဒါဆိုရင်ဒါဦးထင်လင်းတို့ရောက်တဲ့အချိန်မှာပေါ့နော်ဒါဒေါ်ချိုချိုတို့ကရောဦးဝင်းမြင့်ပြန်လဲလွတ်မြောက်မယ်ဆိုတာကိုသိထားတာမျိုးတွေရှိပါသလားရှင်အဲ့ရမိသားစုတွေလည်းမသိဘူးအဲ့ရမိသားစုလည်းမသိဘူးတို့ကအဲ့ဒီသတင်းတွေကြားနေတယ်ပေါ့ဦးတက်လာနေပြီလို့ပြောတော့မှတို့ကလည်းအံ့ဩနေကြတာဒီမနေ့မှပဲသိရတယ်သူဒါအကြောင်းကြားရတော့ပြင်ကြပို့မယ်ပေါ့ပြင်အကုန်လုံးသိသိပြင်ဆင်ပေးပါပေါ့ဒါပါပဲအဲ့ဒီမှာအိမ်ပို့မယ်ပါညာမှာနေတယ်ပါလို့ငါတာမွေးအိမ်ကျရောက်သွားအောင်ပဲမအောင်မယ်ဆိုပြီးတော့သူ့ရဲ့နေရာလိပ်စာပါကြတယ်ပြောပြတော့မှဒီကိုလိုက်ပို့ကြတယ်ပေါ့ဘာလဲဆိုတော့ဒီပြီးတော့ဥဒ္ဒရာတီတီမှာဥဒ္ဒရာတီတီကအိမ်မှာပေါ့ဟုတ်ကဲ့ CEC တွေ့တဲ့အချိန်ကျတော့သူဘာတွေမေးမြန်းလဲနောက်ဒေါ်ဆန်းစုကြည်အကြောင်းမေးမြန်းတာမျိုးရှိပါသလားရှင်သူပြောတဲ့ဥစ္စာတော့သူ့ဒီအခုပြောလာတဲ့အတွက်သူဒီဖြစ်တယ်သူတက်လာတဲ့ CEC တွေပါတာကိုCEC တွေပါတဲ့အခါကျတော့ CEC တွေတွေ့ရတယ်ဟိုအကုန်လုံးချင်းမှပြန်တွေ့ရတဲ့အတွက်ဝင်လာတယ်တို့ဆရာရှိတဲ့ကိစ္စတွေလုပ်ရမယ်ပေါ့ဆိုတာလေးပြောတာအဲ့တော့သူဘက်ကမေးတာတော့ဘေစုပေါ့ဘေစုဒီနဲ့ပတ်သက်ပြီးပါတယ်ကြားတယ်ဆိုတော့ဘာမှမကြားဘူးပေါ့ခင်ဗျားတို့ဘာကြားထားလဲလို့ကျွန်တော်ကမေးမလို့အခုတည်းကြီးလည်းအဲ့ဒီဘေစုနဲ့ပတ်သက်ပြီးတော့အကုန်လုံးစဉ်းစားနေကြတော့ပဲပေါ့ဟုတ်ကဲ့ဆိုတော့2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့ဒီအာနာသိန်းတဲ့နေ့ကဒီအခြေအနေတွေကိုရောသူဘယ်လိုမျိုးများပြန်ပြောပြပါသလဲရှင်အဲ့ဒါတော့အားလုံးသိပြီးသားအတိုင်းပါပဲလာပြီးတော့ပေါ်သွားတယ်ပေါ်သွားပြီးတော့အဲ့လိုထိန်းသိမ်းတယ်ဆိုတဲ့အကြောင်းပြောတယ်ပေါ့ဒါတော့ပါပဲအဲ့ဒီအကြောင်းသိကိုပြောပြကြတာဟုတ်ကဲ့ဒါဆိုခုနဦးထင်လင်းကိုဖြေသွားတဲ့အထက်မှာပါတာပေါ့နော်ဒါဦးဝင်းမြင့်ကဒေါ်ဆန်းစုကြည်ရဲ့အခြေအနေကိုမေးတယ်ဆိုတော့တရားရုံးထုတ်ပြီးခဲ့တဲ့အချိန်ကလေးကဒါသမ္မတဝင်းမြင့်နဲ့ဒေါ်ဆန်းစုကြည်နဲ့ကလုံးဝကိုမှအဆက်အသွယ်မရတော့တဲ့အခြေအနေမျိုးဖြစ်သွားတာပေါ့ဟုတ်တယ်သူကတော့ပြန်မေးနေသေးတာအမအကြောင်းပါကြားတယ်အမအကြောင်းပါကြားတယ်ပြောဟုတ်ကဲ့ဆိုတော့ဦးဝင်းမြင့်ကသူပြန်လွတ်မြောက်လာပြီဖြစ်တယ်အဲ့ဒီခါကျတော့ရှေ့ကိုဘယ်လိုသွားမယ်ဘာတွေလုပ်မယ်ဆိုတာမျိုးပြောလဲရှင်အဲ့ဒါတွေတော့အခုသူတို့ကြီးတွေဟိုတိုင်ပင်နေကြပါတယ်ဘာလဲတော့လုံးစရာတော့အများကြီးမရှိဘူးလေသူပြောခဲ့တဲ့အတိုင်းပဲသူကသူရက်တည်မှုအပေါ်မှာသူပြဿနာရက်တည်ခဲ့တာအဲ့ဒီဥစ္စာအကျိုးကတော့သူဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူးအချို့ကိစ္စတွေကကျတော့ဒီအချိန်မှာအထိုင်နေအားလုံးပြောလို့မရဘူးနော်ဟုတ်ကဲ့ဆိုတော့ကျမသူနဲ့မိသားစုနဲ့တွေ့တဲ့မြင်ကွင်းလည်းမေးချင်ပါတယ်ဟိုမိသားစုတွေဘယ်လိုများပြန်လဲစုံစည်းကြပါသလဲရှင်ပြောရသူရှိရင်တမကြီးကအဝယ်အောက်ကိုစပြီးတော့ကားပေါ်ကနေဆင်းလိုက်ပြီးရောက်တဲ့အချိန်မှာပထမဦးဆုံးတုံးဆက်ကြတာရုပ်ပေါ်ကလွဲတွေပဲရုပ်ပေါ်ကလွဲတွေကအကုန်လုံးလုံးဆဲပြီးတော့မှသူဇနီးကိုကျွန်တော်ဆက်တယ်သူသားသမီးတွေသူတို့တင်ဆက်တယ်အကုန်လုံးကဝင်းတာရတာပေါ့ပြောမယ်ဆိုရင်မေထိုးအားလည်းပဲသူ့အောင်ကြဘူးအပြေးတော့နှုတ်ဆက်ချင်မှာပေါ့ဒါပေမဲ့သူတို့ကဘယ်ဥစ္စာကပါလဲဆိုတော့သူတို့အကုန်လုံးသိကြပါတယ်ဟုတ်ကဲ့ဆိုတော့အခုလက်ရှိမှာဆိုရင်ဒါ NLD ပါတီကဖျက်သိမ်းခံရရတယ်နောက်ပြီးတော့မှပါတီဝင်နေဆိုတာလည်းဒီအတွင်းအပြင်မှာပေါ့နော်ဒါပြန့်ကျဲနေတာရှိတယ်ထောင်ကျနေတာရှိတယ်ဆိုတော့ပါတီရဲ့အခြေအနေနဲ့ပတ်သက်လို့ရောသူဘာတွေမေးလဲဘာတွေပြောဖြစ်လဲဒီတော့အဲ့ဒီတော့အကုန်လုံးမပြောဖြစ်သေးဘူးဒါမှမဟုတ်အဲ့ဒီမပြောဖြစ်ဘူးပြောဖြစ်နေတဲ့အကြောင်းကဒီမှာဘာဖြစ်နေလဲဆိုတဲ့အကြောင်းလေးပဲပြောတာဘသူတွေအဲမှာရှိတယ်ဘသူတွေလွတ်တယ်လို့ကြားလဲဘာတွေဖြစ်နေလဲဟိုအပြင်မှာလို့ဆိုဒီလူတွေဘာတွေဖြစ်နေလဲဘာအခက်အခဲတွေဖြစ်နေလဲသူသားတွေမေးတယ်အဲ့ဒါတွေတရားပြောပြရတယ်ဒီလည်းအချင်းအလုံးလုံးမြောက်ရေးကိစ္စတွေနောက်ပြီးတော့လွယ်မှာဆွတ်ချုပ်တဲ့အရာတွေကို
ပြန်ပြီးတော့ပြင်ဆင်တက်မှတ်ဖို့သိချတွေပေါ့ဒါတွေကိုဦးစားပေးပြောနေကြတာပေါ့သူကတရင်စာဖိုင်ရုံကလို့တနာဘာမှမသိရဘူး ဟုတ်ကဲ့ဆိုတော့အပြင်ကအခြေအနေတွေပြောပြတဲ့အခါကျတော့ तू ကဘယ်လိုမှတ်ချက်ပေးပါတလဲရှင့် မတ်တွေကတော့ပေးရတယ်တော့အများကြီးပဲပေါ့ဒါပေမဲ့အဲ့ဒီတချို့ကိစ္စတွေကဒီအချိန်မှာပြောလို့အဆင်မပြေသေးဘူးအရင်တော့ကကျတော့သူဒီပါတီဝင်တရားဟောပါတီတာဝန်ရှိပုဂ္ဂိုလ်တရားပေါ့ပါတီရဲ့ပုဂ္ဂိုလ်တရားအခုအချိန်မှာကျတော့သူကနိုင်ငံတော်သမ္မတအဖြစ်နဲ့ထိန်းသိမ်းခံရတာဟာသူခံရတာလေအဲ့ဒီကကျတော့ဒီတာဝန်ကသူ့အနေနဲ့ဘယ်လိုစစ်ဆက်သွားမှလဲဘာဆက်လုပ်မှလဲဆိုတဲ့ကိစ္စတွေကတော့သူ့မှာရှိအောင်မှာလောလောဆယ်တော့ကျွန်တော်အနေနဲ့ကဘာမှအဲ့ဒီကိစ္စကိုမှတ်ချက်ပေးလို့မရသေးဘူး